ဒေသတလို့ကတင်တန်တရားမဟောကြားသေးမီမနာကြားကြသေးမီတရားပိုင်ရှင်ဖြစ်တော်မူသောအစိတ်တရားဘုံပေါင်းခါတိသုံးလောကထူထားအဘိယုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးအားနမောတတ္တဖြင့်ညီညာဖြတ်ဖြတ်ရှင်ဖို့ကတော့ကြပါကုန်ဥစုနမောတတ္တဧဝတောအရဟတောသမ္မာသမ္ဗုဒ္ဓัสสะနမောတတ္တဧဝတောအရဟတောသမ္မာသမ္ဗုဒ္ဓัสสะနမောတတ္တဧဝတောအရဟတောသမ္မာသမ္ဗုဒ္ဓัสสะမူလနဗျာဒေသနာကုရေကုအလောဧကတဇတမရေကုမြာနိသုံးပါအစတေယမူလဘုလောဝါနိကာလသုံးပြရှင်ရာနေစေဒီရှိတွေကိုအရေတမဒီစေအတိသံဃာမလူတော်ဝီအဝိဇ္ဇာနိတနာယိနာဘုရားနာနန္ဒယုနမောအရိယာမျိုးမျိုးမပြေအမိမပြသဇ္ဇတိဟာကာယောနာယောနာယောသောကသဗ္ဗဗာဣဒံနိယယောဓမ္မတေယသာတိပြာကဧဇာပြုရေရေရေပါစေအတောယေသောလူနာနာသောသာတဝါတို့ဧလာယမှုတော်ဟုယံပိစုရေဘောကာရုကာရုကာရုလက်အုပ်ကြီးလေးချထားတင်ရောညကတက်တာလေးဣရိယာပုဖြင့်အာယုန်တစ်ပါးစိတ်သွားမယ်စိတ်ချမ်းသာတဲ့လူထိုင်ပြီးတရားဒေသနာတော်ကိုရိုသေလေးစားစွာဖြင့်နာယူမှတ်သားနိုင်ကြပါလိမ့်ဖျားပါလာပါဗျာ ဝမ်းမြောက်ဖွယ်ရာဂုဏ်ပြုမှတ်တမ်းစွာမိစလိုက်နှင့်ပလျာဝက်ဥလေကြောင့်တုံးကရိယာကိုလူဝဲပစ္စည်းများဝယ်ယူလှူဒန်းနိုင်တဲ့အတွက်9,000ကျပ်လှူဒန်းပြီးအလူရှင်တင်ဒန်းသားတန်ခါတော်မိဘနှစ်ပါးအားရည်စူး၍အရှင်ဇေယပိနသာသနာ့ပဇာဓမ္မစရိယဝိနည်းဝိတုဒီကနိကာယဝိတုအောင်ကြီးမန္တန်ကျောင်းတိုက်ဘွဲ့ကြီးရွာထောက်ကျက်မော်ဘီမြို့နယ်မှာဝမ်းမြောက်ဖွယ်ရာဂုဏ်ပြုမှတ်တမ်းစွာလာရောက်ယူပေးပါရန်ရှောက်ထားပါမယ်သာသာဓုသာဓုသာဓု ဒီနေ့လေးချိန်ကအစ်စ်သွားမယ်ဗျာအင်္ဂါ12ပါးကတော့ဒီလောက်ဆိုရင်အစဉ်ပြေပါဗျာရှင်ဘုရားတို့အင်္ဂါ12ပါးဟောနိုင်နေပါဗျာအင်္ဂါ12ပါးပြီးတော့3ပါးအစ
လက်တွေ့လေ့ကျင့်ခန်းအခုသုံးပါးအဆက်ကိုတပီတော့ရှင်းနေတာမပြီးသေးဘူးပေါ့ဗျာမနေ့ကသင်္ခါရနဲ့ဝိညာဉ်အကြားထဲမှာရှိတဲ့အဆက်မနေ့ကဒါပဲပြီးသေးတာအဲ့တော့သုံးပါးအဆက်လက်တွေ့လေ့ကျင့်ခန်းသင်္ခါရနဲ့ဝိညာဉ်အကြားထဲမှာရှိတဲ့အဆက်သင်္ခါရနဲ့ဝိညာဉ်အကြားထဲမှာရှိတဲ့အဆက်ဒီအတိတ်ကာလနဲ့ပိဿုပန်ကာလဆက်ချင်းကြောင့်အချိန်လွန်သွားပြီဖြစ်သောကြောင့်ဖြတ်လို့မရပါဘူးဖြတ်တာမှားနေနော်ဖောက်ထုတ်ရရင်ဖြတ်ကဖြစ်ဖြတ်လို့မရပါစက်ရုံပဲစက်ပါပြီခန္ဓာ၅ပါးယုံနဲ့တစ်ပါးရနေပြီဖြစ်တဲ့အတွက်ကြောင့်ဆင်းရဲခြင်းဒုက္ခအမျိုးမျိုးတွေ့ကြုံနေကြတော့လေပြန်ပေးလို့ပြန်အပ်လို့မရမီအတွက်ကြောင့်သင်္ခါရနဲ့ဝိညာဉ်အကြားထဲမှာမာလိတဲ့သင်္ခါရနဲ့ဝိညာဉ်အကြားထဲမှာရှိတဲ့အဆက်ကိုဖြတ်လို့မရပါစက်ရုံပဲစက်ပါသည်အဲ့ဖြတ်ကြအန်းသွားသောကမ္မဘဝနဲ့ဇာတိအကြားမှာရှိတဲ့အဆက်ကမ္မဘဝနဲ့ဇာတိအကြားမှာရှိတဲ့အဆက်ဒီပိဿုပန်ကာလနဲ့အနာဂတ်ကာလဆက်ချင်းကြောင့်မရောက်သေးသည့်အတွက်ကြောင့်ကမ္မဘဝနဲ့ဇာတိအကြားထဲမှာရှိတဲ့အဆက်ဒီဖြတ်လို့မရပါသူကလည်းစက်ရုံပဲစက်ပါတီးပြီးတဲ့နောက်ဘယ်ဘဝရောက်လဲဆိုတာကြိုတင်မသိတဲ့အတွက်ကြောင့်ကမ္မဘဝနဲ့ဇာတိအကြားထဲမှာရှိတဲ့အဆက်ဒီဖြတ်လို့မရပါစက်ရုံပဲစက်ပါပြီကမ္မဘဝနဲ့ဇာတိအကြားထဲမှာရှိတဲ့ဒီဖြစ်ပြီကမ္မဘဝနဲ့ဇာတိအကြားထဲမှာရှိတဲ့အဆက်ဒီဖြတ်လို့မရပါစက်ရုံပဲစက်ပါပြီဝေဒနာနဲ့တဏှာအကြားထဲမှာရှိတဲ့အဆက်ဝေဒနာနဲ့တဏှာအကြားထဲမှာရှိတဲ့အဆက်ဒီယခုဖြစ်စေပစ္စုပန်ကာလနဲ့ပစ္စုပန်ကာလဖြစ်သောကြောင့်ယခုဖြစ်စေပစ္စုပန်ကာလနဲ့ပစ္စုပန်ကာလဖြစ်သောကြောင့်ဖြစ်စေရောက်စေပစ္စုပန်ကာလဖြစ်သောကြောင့်ဖြတ်လို့လေရဆက်လို့လေရပါတယ်ခန္ဓာပေါ်ဉာဏ်ရောက်တဲ့အချိန်ဒီဖြတ်တဲ့အချိန်ဖြစ်ပါသည်ခန္ဓာပေါ်ဉာဏ်မရောက်တဲ့အချိန်ဒီဆက်တဲ့အချိန်ဖြစ်ပါသည်ခန္ဓာပေါ်ဉာဏ်ကိန်းတဲ့အချိန်ဒီဖြတ်တဲ့အချိန်ဖြစ်ပါသည်ခန္ဓာပေါ်ဉာဏ်မကိန်းတဲ့အချိန်ဒီဆက်တဲ့အချိန်ဖြစ်ပါသည်ခန္ဓာကိုဉာဏ်နဲ့ကြည့်တဲ့အချိန်ဒီဖြတ်တဲ့ဖြစ်ပါသည်ခ